ခိုင်းတီးတီးကတမ်းမီပဲစီရင်ကြီးကိုတက်သွင်းဖို့တိုင်ပင်နေကြပါတယ်မိသားရဲတွေကရှမ်းဥပြည်ထိလိုက်လာမှကြောက်လို့ပါတစ်ဖက်မှာတော့ဝမ်ရဲ့အကိုကမိသားရဲတွေကိုတိုက်ခိုက်ရင်းထိသွားခဲ့ပါပြီဝမ်နေကလည်းတားရဲတွေနဲ့တိုက်ခိုက်နေပါတယ်ဝမ်ရဲ့အကိုကဝမ်ရဲ့လက်ပေါ်မှာလည်းဆောင်းသွားခဲ့ပါတယ်ကြီးကဲတွေကလည်းမိသားရဲတွေရဲ့ပေါက်ခွာနေရကိုတွားရှင်းပေးနေကြပါတယ်ရှင်းနေကိုင်းကိုစာပြီးတိုက်ခဲ့ပါပြီဝမ်နေကစစ်မှန်မှုကျင့်ကြံခြင်းလောကမှာကြီးနိုင်ငံချင်းကတကယ်ကိုသဘောကျတယ်လို့တွေးနေပါတယ်战争如果我们无法在3个月内立足等待我们的将是活兽破阵而出ဝမ်လင်တို့အဖွဲ့ကစတမအဖွဲ့ပါတာဝန်ရတော့မိုင်900အတွင်းဖြတ်သန်းလူတိုင်းကိုတားဆီးဖို့ပါရှမ်းဥပြည်ကကျင့်ကြံသူတွေလာလို့ဝမ်လင်တို့အဖွဲ့စာပြီးတိုက်ခဲ့ပါပြီဝမ်လင်ကတခဏအတွင်းမှာတင်အော်မီတိဆောက်ရှင်ကျင့်ကြံသူ9ယောက်ကိုတက်လိုက်လို့အဖွဲ့ကောင်းဆောင်ကအောင်းနေပါတယ်ရှမ်းဥပြည်ကမဟာမိတ်တွေရောက်ရှိလာပါပြီတိုင်းပြည်နှစ်ခုစစ်ပွဲကြီးစတင်ပါပြီဝမ်လင်ကိုတက်ဖို့ရှမ်းဥပြည်ကြီးကအော်မီတိဆောက်ရှင်ကျင့်ကြံသူအစင်းရှောက်ကိုတိုက်ခိုက်ဖို့လွတ်လိုက်ပါတယ်ဝမ်လင်ကခဏလေးတွင်းမှာတင်အကုန်တက်ပစ်လိုက်ပါတယ်ကြီးကစိတ်တူသွားပြီးရွှန်ကြားသွားဆိုပြီးဝမ်လင်ကိုတွတ်တက်ခိုင်းလိုက်ပါတယ်ရွှန်ကြားရဲ့အဆင့်ကတော့အမျိုးတွေဖွဲ့ချင်းအဆင့်ပါ